ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ if function လေးအကြောင်းကိုလေ့လာကြရအောင်ဒီဇာတ်လေးမှာပေါ့နော်ကျွန်တော်တို့ကျောင်းသားတွေရဲ့အောင်စင်းကိုကျွန်တော်တို့ if function လေးနဲ့ကျွန်တော်တို့ result ကိုတွက်တဲ့နည်းလေးကိုကျွန်တော်တို့မျှဝေပေးသွားမှာဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့ကစားလိုက်ကြရအောင်ဒီမှာ result ကိုကျွန်တော်တို့အရင်တွက်မယ်ဗျာ result ကိုကျွန်တော်တို့ကအောင်အရှုံးကိုတွက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ result နေရာလေးမှာတွက်မယ်အဲဒီတော့ if function လေးကိုသုံးပြီးတော့တွက်မယ်function ဒီ formula တွေရေးတော့မှာဖြစ်တဲ့အတွက်အရင်ဆုံး equal sign လေးနဲ့ရေးသားမယ်ပြီးတော့ if ဆိုပြီးတော့ကျွန်တော်တို့ကဒီမှာအကယ်၍မြန်မာကနေ bio အထိကိုเนาะကျွန်တော်တို့40မကျော်ဘူးဆိုလို့40အောက်ရောက်နေတယ်ဆိုလို့ရှိရင်သူကရှုံးကြတယ်လို့ကျွန်တော်တို့ကအဲ့လိုမျိုးလေးပြချင်တာပေါ့เนาะ40နဲ့40အထက်ဆိုရင်တော့အောင်းနေပေါ့เนาะအဲ့တော့ if ပြီးတော့ခွင်းစာခွင်းလက်သေးခွင်းလေးနဲ့အစလုပ်ပြရမယ်အဲ့တော့ကျွန်တော်ဒီမှာ logical test မှာကျွန်တော်တို့ဘယ်လိုစဉ်းစားမလဲဆိုတော့သမီးပွဲအောင်ရှုံးရလက်ကိုကျွန်တော်တို့တွက်မှာဖြစ်တဲ့အတွက်40ကိုကျွန်တော်တို့ကဥတည်ပြီးတော့စဉ်းစားမယ်ပေါ့နော်40ကိုဥတည်ပြီးတော့စဉ်းစားမှာဆိုတော့ဒီမြန်မာစာရမှတ်လေးပေါ့နော်မြန်မာစာရမှတ်လေးကဘယ်မှာရှိလဲဆိုတော့ C2 နေရာမှာC2 ကကျွန်တော်တို့က40ရဲ့အောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကကြတယ်လို့ပြောလိုက်မှာပေါ့နော်40နဲ့40အထက်ကိုကျွန်တော်တို့က UTV စဉ်းစားမယ်ဆိုလို့ရှိရင်သူက40ဆိုရင်လည်းအောင်ရမယ်40အထက်ဆိုရင်အောင်ရမယ်ဆိုရင်နှစ်မျိုးကြီးဖြစ်နေမှာအဲ့ဒါကျွန်တော်တို့က40အောင်လို့ပဲရွေးချယ်ပြီးတော့ရေးလိုက်မယ် logical တက်မှာเนาะအဲ့တော့comma ခံမယ်ပြီးတော့သူ့ကိုvalue if 2ဆိုတာလေးအတွက်ကျွန်တော်တို့က pay ပေါ့ pay လို့ရေးမယ်ပြီးတော့ comma ခံလိုက်မယ်ပြီးတော့ကျွန်တော်တို့တစ်ခါတည်းပဲဒီနောက်ကဟာတွေအတွက်လည်းတွေ့ရမယ်အဲ့မှာ if function လေးပြန်ခံမယ်အဲ့ဒီမှာဒီဟာလေးပေါ့နော်ဒီ2ကလည်း40အောက်ကြရင်ဖေးခိုင်းမယ်နော်ပုံမှန်ခံမယ်နောက်တစ်ခုကျွန်တော်တို့ကဒီ value if for ကိုရေးစရာမလိုဘူးဘာဖြစ်လို့တစ်ခုတည်းဆိုရင်တော့သူ့ရဲ့တန်ဖိုးကတစ်ခုတည်းကိုပဲတွက်မှာဆိုရင်တော့ဒီလိုမျိုးပဲဖြစ်မှာပေါ့အခုကကျွန်တော်တို့ကစာမေးပွဲအောင်ရှုံးက6ပါတာရှိတာဖြစ်တဲ့အတွက်6ပါတာသလုံးကိုတွက်ပေးရမှာเนาะ6ပါတာသလုံးကိုတွက်ပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က6ပါတာသလုံးကိုဒီမှာ if function လေးနဲ့တွက်ရမှာဖြစ်ပါတယ်เนาะထည့်ပေးရမှာဖြစ်ပါတယ်6ပါတာသလုံးပြည့်အောင်အဲဒီတော့ e2 ကလည်း40အောင်ဆိုရင်ဖေးလို့ပြောလိုက်မယ်เนาะဒါပြီးတော့ if ပြီးတော့ f2 ပေါ့နော်ဒီမှာဒီလိုလေးနှိပ်ရင်လည်းရတယ်အဲ့လိုမနှိပ်ချင်ရင်လည်းကျွန်တော်တို့ကဒီမှာစာ keyboard ကနေတိုင်ပင်ရိုက်ပေးလဲရပါတယ်เนาะ40အောက်ဆိုလို့ရှိရင်ဖေးပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဒီ value တန်ဖိုးကိုရေးတဲ့အခါကျရင်တော့ဒီလိုမျက်ဖွင့်မျက်ပိတ်လေးတွေနဲ့နှစ်ထပ်မျက်ဖွင့်မျက်ပိတ်လေးတွေနဲ့ကျွန်တော်တို့ကရေးပေးရမယ်เนาะ open embedded close embedded လေးတွေနဲ့သုံးပြီးတော့ရေးပေးရမယ်ပေါ့เนาะ comma ခံမယ်နောက်တစ်ခုကြံနေတယ်အခုက F2 ဆိုတော့ကျွန်တော်တို့က chemistry ပဲပြီးနေတယ်เนาะ if ဒီတစ်ခါG2
G2 ကလည်း40အောက်ဆိုရင်ဖေးလို့ပြခိုင်းမယ်နောက်တစ်ခုက H2 ပေါ့နော် H2 ကိုလည်း40အောက်ဆိုလို့ရှိရင်ဖေးလို့ပြခိုင်းမယ်အဲ့ဒါဆိုရင်တော့ C2 ကနေ H2 အထိကမြန်မာကနေ bio အထိကိုပြီးသွားပြီပေါ့နော်ဒီကနေစတာဒီမှာကျွန်တော်တို့ဒီ cell ကွက်မှာရေးနေတဲ့ဒီ if function ကအရန်စီသွားလို့မလို့ကြည့်ရတာဆိုရင်ဒီအပေါ်က formula bar မှာကျွန်တော်တို့ကြည့်လို့ရပါတယ်เนาะကိုယ့်ရဲ့ function ကိုတစ်ခါပြန်စစ်ကြည့်မယ်ပေါ့နော် if အကုန်လုံးကိုယ့်ရဲ့ function ကိုအပေါ်မှာပြန်စစ်လို့ရတယ် formula bar မှာအကုန်လုံးမှန်လားဆိုတာဒီချက်ပြန်စစ်လိုက်အောင်မယ်เนาะ if c2 ဆိုတော့မြန်မာစာ40အောက်ဆိုရင်ကြာ if d2 အင်္ဂလိပ်စာလည်း40အောက်ဆိုရင်ကြာ if e2 เนาะ mathematics ကျွန်တော်တို့တင်ချာက40အောက်ဆိုရင်ကြာပြီးတော့ chemistry ကလည်း40အောက်ဆိုရင်ကြာပြီးတော့ physics ကလည်း40အောက်ဆိုရင်ကြာပြီးတော့ bio ကလည်း40အောက်ဆိုရင်ကြာဟုတ်ပြီအဲဆိုလို့ရှိရင်ကျွန်တော်တို့က6ဘာသာစလုံးပြည့်သွားပြီအဲ့လို6ဘာသာစလုံးပြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော် comma လေးခံလိုက်မယ်ဒီမှာကျတော့ value if false အတွက်လာပြီပေါ့နော်ကျွန်တော်တို့ဒီ criteria ကိုရေးတော့မယ်နော် criteria ကိုရေးတော့မယ်ဒီရှိက logical test ရဲ့ value if 2ရဲ့ကပြီးခဲ့ပြီပေါ့နော်အဲဒီတော့ကျွန်တော်တို့က value if 4ကိုရေးရမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ဆိုပြီးတော့ကျွန်တော်ပြောမှာပေါ့နော် if function ဖြစ်တဲ့အတွက်ရှိက if ကတကယ်လို့တဲ့မြန်မာစာကနေ bio အထိကို40အောက်ဆိုလို့ရှိရင်ကြာဆိုတဲ့ဒီပြီးသွားပြီအဲဒီတော့ဒီအားကြတော့အောင်ပေါ့အဲ့လိုမှမဟုတ်ဘူးဆိုရင်အောင်လို့ပြောပြပါပေါ့အဲ့ဒီလိုကျွန်တော်တို့ကအကုန်လုံးရေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဗာလဲဒီနောက်မှာခွင်းလေးတွေပြန်ပိတ်ပေးရမယ်လက်သေးခွင်းလေးတွေနဲ့ပြန်ပိတ်ပေးရမယ်เนาะ if function ရေးတဲ့နေရာမှာဒီမှာရှေ့မှာလက်သေးခွင်းလေးတွေဟာ if function ဒီဆဲခွက်တစ်ခုအတွက်စာစီကိုတစ်ခွင်းစီရေးခဲ့တယ်အဲဒီတော့ရှေ့မှာရေးခဲ့တဲ့ခွင်းအကြီးအတွက်တိုင်းနောက်ဆုံးမှာလည်းခွင်းအကြီးအတွက်အညီပြန်ပိတ်ပေးရမယ်အဲဒီတော့ကျွန်တော်တို့က6ပါတာလောက်ထတာဖြစ်တဲ့အတွက်ခွင်းက6ခွင်းရှိလိမ့်မယ်ပေါ့နော်6ခွင်းပြန်ပေးရမယ်1 2 3 4 5 6 formula bar မှာလည်းသူကခွင်းအရေးအတွက်လေးတွေကိုမိတ်တုံလေးတွေနဲ့လိုက်ပြပါတယ်နော်အဲ့လိုပြီးပြီဆိုရင်တော့ keyboard ကနေ enter လေးကိုခေါက်လိုက်လို့ရပါတယ်အဲ့ဒါဆိုရင်မြင့်စော်က bus အောင်နေတယ်ဗျာနော်အဲ့ရောသူက40အောက်ကြတဲ့ဘာသာမပါလို့သူကမြင့်စော်အောင်နေပေါ့နော်တခြားသူတွေအတွက်လည်းကျွန်တော်တို့ကဒီ function လေးနဲ့တွက်မှာဖြစ်တဲ့အတွက်ထပ်ပြီးတော့ရေးနေကြမလို့ဒီအောက်ခြေကအမဲဆက်လေးပေါ်ကိုအပေါင်းလက္ခဏာအမဲလေးပေါ်တဲ့အထီးတင်ပြီးတော့ဖိပြီးတော့မောင်းနဲ့ဖိပြီးတော့ drag and ဆွဲချလိုက်မယ်ဒါဆိုလို့ရှိရင်တော့သူရဲ့ if function ကအကုန်လုံးအတွက်ဝင်သွားပြီဒါကအရေးအတွက်နေရတဲ့ပေါ့နော်ဥပမာကျောင်းသားဥယျာဉ်ထောင်တောင်းရှိတဲ့အားမျိုးဇယားတွေ data တွေကိုလောက်ရမယ်ဆိုရင်ဒီလိုလေး if function လေးနဲ့လောက်လိုက်လို့ရှိရင်ရန်လွယ်ကူမြန်ဆန်တယ်ပေါ့နော်ဒီလိုစာမေးပွဲအောင်ရှုံးရလက်ကိုမှမဟုတ်ပါဘူးအခြား data တွေအခြားစီးရင်တွေကိုလည်း if function သုံးပြီးတော့ကျွန်တော်တို့အဖြေတွေကိုရှာဖွေလို့ရပါတယ်လွယ်လွယ်ကူကူကဲအဲ့ဒီတော့ကျွန်တော်တို့ကဒါ if function ကမှန်မှန်ကိုကျွန်တော်တစ်ချက်စစ်ကြည့်မယ်ဗျာစစ်ကြည့်မယ်ဆိုတော့သူ့ကို filter လေးရင်ထိုးလိုက်မယ်ကဲဒီကကြားတဲ့သူတွေကိုကျွန်တော်စရင်filter လေးနဲ့ကြားတဲ့သူတွေကိုပဲရွေးချယ်ကြည့်လိုက်ကဲအောင်ကြုံမို့ဒီမှာတော့မြန်မာ39အင်္ဂလိပ်က29ဆိုတော့ကြာတာပေါ့သူကနော်
ကျော်မင်းထွန်းကအင်္ဂလိပ်က30တင်ချာက25ဒါဆိုလို့ရှိရင်ကြတာပေါ့ Okay ကဲရပြီးတော့ကျွန်တော်တစ်ခါတည်းဒီမှာပေါင်းသူရဲ့အမှတ်ပေါင်းစည်ရင်းလေးကိုတစ်ချက်လုပ်ကြည့်အောင်အမှတ်ပေါင်းစည်ရင်းကတော့လွယ်ပါတယ်เนาะအလုံးသိတဲ့အတိုင်းစံဖန်ရှင်ကိုတုံးမယ်ဒီကနေဒီအထိကိုပေါင်းခိုင်းပလိုက်မယ်ပေါ့เนาะC2 ကနေမြန်မာစာ C2 ကနေကျွန်တော်တို့ပိုင်းကို H2T ကိုပေါင်းခိုင်းလိုက်တယ်အဲဒီတော့သူက435ဟုတ်ပြီသူလည်းဆွဲချလိုက်မယ်ဒါဆိုရင်အမှတ်ပေါင်းလေးတွေရသွားပြီအဲ့ဒီတော့ကျွန်တော်တို့ဒီအောင်နောက်က grade ကိုတွက်မယ်ဆိုရင်ကျွန်တော်တို့ကသူ့ကိုစင်သက်မှတ်မယ်ပေါ့နော်စင်သက်မှတ်မယ်ဆိုတဲ့အခါကျတော့အမှတ်ပေါင်းစင်းရှိနေတော့လွယ်သွားပြီသူ့ကို sorting စီမယ်ဆိုရင်မှာကျွန်တော်တို့ Z to A ပေါ့နော်ကြီးစင်ငယ်လိုက်ကိုစီလိုက်ကြီးစင်ငယ်လိုက်စီလိုက်တဲ့ခါကျရင်အပေါ်ကနေအောက်ထိကြီးစင်ငယ်လိုက်ဖြစ်သွားပြီအဲ့ဒီကနေကျွန်တော်တို့ကဒီ grade နေရာမှာပေါ့နော် grade နေရာမှာကျတော့သူအစင်သက်မှတ်မယ်နေရာကျတော့ဒီလိုလေးနံပါတ်လေးကို auto fill လေးနဲ့ plugin ဆွဲချလိုက်မယ်ဒီမှာတော့အယောက်20ကလောက်ထားတဲ့အတွက်တစ်ကနေ20အထိပေါ့နော်ဒါဆိုလို့ရှိရင်ဒါနီဝင်းကအစင်20အစင်တစ်ကတော့မင်းတန်ကတော့အစင်တစ်ရတယ်ပေါ့နော်20โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီသူ့ကိုအစားနှောင်းအတိုင်းပဲဒီလိုလေးပြန်သိလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီရှင်းမှာလဲကျွန်တော်တို့ကနံပါတ်စဉ်လေးတက်ထားတာဖြစ်တဲ့အတွက်ပြန်ပြီးတော့အရင်အလိုပဲအစင်လိုက်တိုင်းပြန်စီလို့ရသွားပြီဒီဘက်ကနောက်က grade ဘယ်လိုအဆင့်တက်လဲကြည့်ချင်တော့ဒီမှာနံပါတ်လေးတွေလိုက်ကြည့်လိုက်အောင်ပဲပေါ့နော်အဆင့်တက်ကမင်းတန်နော်